အားလုံးပဲမင်္ဂလာပါခင်ဗျာ Fiacast Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကစီစဉ်တင်ဆက်သူရောဘုံမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ channel လေးကနေဖြစ်မှန်တရေဇလန်တွေကိုမြင်းတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ channel လေးကို like and subscribe လုပ်ထားပေးပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်တော့ဇလန်လေးစလိုက်အောင်ပါအခုပြောပြမယ့်ကိစ္စကလေးမောင်အရွယ်ကောင်းတက်လက်ပိုင်းလောက်တုန်းကကြုံခဲ့ရတာလေးမောင်တို့ရွာကရွာဆိုပေမဲ့အရန်ခေါင်တဲ့တော့မပါဘူးလမ်းမဆက်သွယ်ရေးလဲအတော်အသင့်ဆင်ပြေပြီးခေတ်ပညာတတ်တွေလည်းများလာတော့ဖွံ့ဖြိုးတဲ့လောက်ဖွံ့ဖြိုးတယ်အကြောင်းရင်းကိစ္စကိုပြောရမယ်ဆိုရင်ရွာကမနုကြီးဆိုတဲ့မိန်းကလေးကိုပြောရမှာပဲမနုကြီးကလေးမောင်တို့ထက်9နှစ်လောက်ငယ်တယ်ပြီးတော့တာမန်မိန်းကလေးမဟုတ်ဘူးဘလူးနှက်ခတ်နဲ့မွေးတာဆိုပြီးရွာမှာနာမည်ကြီးတယ်အကြောင်းဆုံးပြောရရင်တော့မနုကြီးမမွေးခင်မနုကြီးအထက်မှာမွေးချင်း2ယောက်ရှိတယ်တယောက်ကယောက်ျားလေးတယောက်ကမိန်းကလေးအမေဖြစ်သူကမနုကြီးကိုဝင်လွယ်စားကအသားငါးတွေကိုတက်တက်မမတ်ကြီးစားလာတယ်ကြက်သားအမဲသားဝက်သားငါးစားတဲ့ပြင်အသားတွေကိုမနှက်ညတယ်မကောက်ကြော်ထားပြီးတနေ့ကုန်တစွတ်စွတ်စားတာယောက်ျားဖြစ်သူကလည်းမိန်းမကိုအလိုလိုက်တဲ့အပြင်ပတ်စံလည်းထိုက်လျောက်ရှိသူဆိုတော့မိန်းမကိုမျက်နှာအညိုမခံဘူးဘာစားကြနဲ့ဘာလုံးချင်တယ်ပြောရင်ချက်ချင်းထားလုပ်ပေးတာဒါပေမဲ့ဘိုက်ထဲကမနုကြီးရဲ့ဘလူးနှက်ကစက်ကွင်းပြင်းနဲ့ပြောရမလားပဲကိုဝင်9လကျော်လောက်မှာမနုကြီးအထက်ကမွေးချင်းမိန်းကလေးကပိုးထိပြီးဆုံးသွားရှာတယ်အမေဖြစ်သူကတော့ကိုဝင်ကြီးနဲ့အယူတစ်ပိုင်းပေါ့ဒါပေမဲ့ကန်ဆုံးမှုတစ်ခုဖြစ်နေပဲအဆုံးသတ်သွားတယ်ဒီလိုနဲ့မနုကြီးကိုမွေးပြီးမနုကြီးရက်တရာပြည့်တဲ့နေ့မှာပဲအကိုဖြစ်သူကရွာဆောင်ကချောင်းထဲမှာရေနစ်ပြီးဆုံးသွားပြန်တယ်မနုကြီးကလည်းလာသမီးလေးတွေကစိုးလိုက်တာဆိုတာတည့်ရက်လုံးစိတ်လဲကြီးတယ်ငိုရင်လဲတက်မတက်ချက်မတက်ငိုတာအစာစားတတ်လာတဲ့အရွယ်မှာလဲဘာတီးရွက်မှကျွေးလို့မရဘူးအသားငါးကိုပဲမြေရီရှက်ရင်နဲ့စားတာကလေးနဲ့မလိုက်အောင်ဒေါသလဲကြီးပြီးလက်တံလဲပြောင်းတယ်မနုကြီးရဲ့လက်နဲ့များအရိုက်ခံရရင်အညိုမဲဆွဲတဲ့အထိပဲမနုကြီးလေးနဲ့သမီးလောက်မှာအမေဖြစ်သူကကလေးတယောက်ထပ်မွေးပြီးမဲ့ကလေးကလာသားရွယ်မှာတင်ဆုံးသွားတယ်နောက်တယောက်မွေးတော့လဲအဲ့လိုပဲမွေးချင်းဆုံးတယ်အဲ့လိုပုံမှန်မဟုတ်တော့တဲ့အချိန်မှာသူတို့မိသားစုရဲ့စားထားကိုတက်ကြွတဲ့သူနဲ့စိတ်ကြည့်တော့မနုကြီးကဘလူးနှက်ခတ်ဖြစ်နေလို့သူ့နှက်ခတ်ကကြမ်းတဲ့သွေးသားတွေကိုစားနေတာလို့ပြောတယ်မိဘဖြစ်သူတွေကတော့စိတ်မကောင်းပေမဲ့ဘာမှမတတ်နိုင်ဘူးပေါ့မနုကြီးမွေးပြီးနောက်ပိုင်းအရင်စီးပွားရေးကလည်းတရရိပ်ကိုတက်လာတာမလို့အကျိုးပေးတဲ့သမီးလေးကိုအပြစ်လည်းမမြင်ရက်ပြန်ဘူးဒီတော့နောက်ထပ်ကလေးထပ်မယူတော့ပဲမနုကြီးတယောက်ကိုပဲလူတွေလေးမရှိဂယုစိုက်ပြီးချက်ရှာတယ်မနုကြီးအရွယ်ရောက်လာတာနဲ့မျှတိတာလာတာရှိတယ်ရွာထဲမှာဆိုးလာပါကြီးရဲ့မြင်သမျှကြိုက်တတ်လာပါကြီးရဲ့ဆိုတဲ့ခွေးတွေကမနုကြီးကိုမြင်ဟောင်းမှုနေတတ်တာအမီးကုတ်ပြီးတအိအိနဲ့နီးရချောင်တိုးကုန်ကြတာတခါကဆိုရွာကိုလာတဲ့တစ်တော်ရာရှိနေတူလေးကျင်ထားတဲ့ခွေးတွေပါလာတယ်ခွေးတွေကအကောင်ထွားထွားကြီးကြီးတွေကိုမှလူစိမ့်မြင်ထိမ့်မရသိမ့်မရစားတော့ဝါတော့မတက်ဘူးဟောင်းတာအဲ့လိုသွေးစားတဲ့ပုံပေါက်နေတဲ့ခွေးတွေကအရာရှိတဲတဲ့အိမ်ရှိကနေမနုကြီးဖျက်လျှောက်တာမြင်လာနဲ့ချက်ချင်းဝေ့ကြသွားပြီးဘာတမ်းမှမထွက်တော့ပဲကြောင်ပေါက်စားလိုမျက်နှာပဲတွေနဲ့သူတို့သခင်တော်မှာပုံနေတော့တာပဲနောက်တစ်ခါကကြာရွာကမနုကြီးနဲ့ကစားပေါ်ကလေးတွေကအသားစားငါးလေးတွေရလာလို့ပုံနှင်းထည့်ပြီးငါတကယ်ကြိုက်တယ်မကြိုက်တဲ့လက်ညှိုးထည့်ပြီးစမ်းကြည့်ကြတာကလေးတိုင်းဒီပါကြိုက်ခံရလို့ငိုပြီးအိမ်ပြန်ပြေးတဲ့သူကပြန်မျက်နှာငုံမဲမဲနဲ့မငိုအောင်ထိန်းတဲ့သူကထိန်းနေပေါ့နည်းနည်းစားကောင်းတဲ့ကလေးတွေကတော့အကြိုက်ခံရတာကိုပဲသဘောတွေကြပြီးစော့နေကြတယ်အဲ့ဒီချိန်မနုကြီးရောက်လာပြီးပုံထဲကိုလက်ထည့်ကြည့်တာပေါ့ထဲတာမှသူများတွေလိုလက်ညှိုးလေးပဲမဟုတ်ဘူးလက်ကောက်ဖို့မြုပ်တဲ့အထိကိုရှည်လဲနှစ်တာဒါပေမဲ့ငါးတွေကကြိုက်ဖို့နေတတာအနားတော်မကက်ရဲပဲလက်နဲ့ဝေးရမှာရောက်ရက်ခတ်အောင်ကူးနေကြတာအချို့ကလည်းဘလူးနှက်ခတ်နဲ့မွေးလာတယ်ဆိုတဲ့အကြောင်းနဲ့တင်မနုကြီးအရေးကသူများတွေနဲ့မတူဘူးမနုကြီးကမျက်တောင်ခတ်တာနဲတယ်စသဖြင့်ကောလာဟာလာတွေလည်းပြောကြတာပေါ့တကယ်မှာတော့မနုကြီးကဒေါသကြီးပြီးမဟုတ်မကန်တာကလွယ်ရင်စိုးရတဲ့ထဲမှာပါပဲတောင်နိုင်ကိုကြီးကိုသွေးပါပဲဒါပေမဲ့မနုကြီးစိတ်တူပြီးရိုက်လိုက်တာဖြစ်ဖြစ်ကန်လိုက်တာပဲဖြစ်ဖြစ်ခံလိုက်ရတဲ့ခွေးတွေကြောင်တွေကတော့တီကုန်ကြတာများတယ်မနုကြီးရဲ့ဘလူးနှက်ကပြင်းတယ်လို့ဆိုရမလား
တိုက်ဆိုင်တာမျိုးလားတော့မပြောရပေမဲ့တယောက်ယောက်များမနုကြီးနဲ့အစင်မပြေစကားများတာမျိုးဖြစ်ရင်အဲ့ဒီသူရဲ့မိသားစုတွေကတယောက်ယောက်ကဖျားတာနာတာဖြစ်ဖြစ်မတော်တဆထိခိုက်တာပဲဖြစ်တတ်တယ်အဲ့လိုဒူးဆန်းတဲ့ကိစ္စတွေနဲ့တူမနုကြီးတဖြည်းဖြည်းနဲ့ကြီးပြင်းလာတာပေါ့အပြိုရွယ်မှာလဲမနုကြီးကအချောင်းမင်းကလေးနဲ့မတူအားနေတဲ့ဟန်မရှိပဲကြာရပဲဝေတာစားတာကတော့အခြားမိန်းကလေးတွေလိုပဲဆိုပေမဲ့တွားတာလာတာပြောတာဆိုတာမညံ့တာဘူးမပြောပြဘူးမာကြောဘောက်ဆက်နဲ့ပဲတကယ်အတွင်းစိတ်ထားကတော့ကောင်းရှာတယ်သူများပေါ်မဟုတ်တာမလုပ်ပဲမဟုတ်မခံဆက်ထိမခံပုံစံမျိုးဒါပေမဲ့ဘလောက်စိတ်ကောင်းရှိအတိတ်ဘဝကအကုသိုလ်ဝိကိုတော့မနုကြီးမစည်းကြောနိုင်ခဲ့ဘူးအသက်26နှစ်ပြည့်ခါနီးမှာပဲရေကူးတဲ့မနုကြီးကရေနစ်ပြီးဆုံးသွားရှာတယ်ထုံစံတိုင်းရွာဆောင်ကချောင်းဘက်မှာရေချိုးရင်တော်တော်နဲ့ပြန်မလာနဲ့လိုက်ကြည့်ပြီးရှာကြမှာရေနစ်ပြီးတည်နေတဲ့မနုကြီးရဲ့အလောင်းကိုတွေ့ရမနုကြီးရဲ့မိဘတွေကတော့ရင်ခွဲမတက်ခံစားရတာပေါ့ဒီသမင်းကြီးတယောက်ကိုပုံအော်ပြီးချစ်တဲ့သူတွေမလို့ဖြေမစင်နိုင်ကြဘူးရွာရဲလူတွေကပဲတတ်နိုင်တဲ့လောက်ဝါဝနဲ့တင်ရတာပေါ့မနုကြီးရဲ့အာတုဘကိုရွာတလိတိုင်းမနုကြီးတို့အိမ်ဝင်းထဲမှာရင်ကရင်ရှိထုတ်အလောင်းပြင်ထားပြီးကာလာသားတွေနဲ့ဆွေမျိုးတချို့ကအာသုဘဆောင်တယ်ပထမညတော့လူတွေစီကပဲဖဲရိုက်တဲ့သူကရိုက်ကျင်းသုံးနဲ့ရေနွေးချမ်းတောက်ရင်ထွေရလေးပါပြောတဲ့သူကပြောနေဒီလိုနဲ့ညနေလာတော့အိတ်တဲ့သူတွေကအိတ်ကုန်ပြီဖဲရိုက်နေတဲ့ဝိုင်း၄ဝိုင်းလောက်ပဲကျန်တော့တာအဲ့ဒီချိန်ရွာဆောင်ရေချောင်းဘက်ကနေခွေးတွေကဆွဆွဲငင်နဲ့ဥလာတယ်ညဘက်ခွေးဥတာမဆန်းပေမဲ့ရွာဆောင်ဘက်ကစဥတာမျိုးကရှာတော့နည်းနည်းတတိထားမိစရာဖြစ်တော့ပေါ့ခွေးဦးတန်တွေကအာတုဘအိမ်ရှိရောက်တော့ခဏရပ်သွားတယ်ပြီးမှခွေးတွေအုပ်စုလိုက်ကြီးကအိမ်ထဲကြည့်ပြီးလေးအီကိုဦးကြတာခွေးတွေအိုပြီးတိတ်မကြောက်ခြံဝါးကနေအမေအဖေရေးဆိုတဲ့ငိုရံကြီးနဲ့အော်ပြီးခြေတံတပုံးနဲ့ပြေးဝင်လာတယ်အော်တန်နဲ့ခြေတံကကြားရတာလူမမြင်ရအောင်အတန်ကလည်းမနုကြီးအတန်ပြီးပြီးသက်ကြီးဆိုတော့အကုန်လုံးလက်မီထပြေးကြတော့တာပဲအလုံးနဲ့နောက်ရက်တွေနာရိပ်မှာစောင့်နေလူတိတ်မရှိတော့ဆွေမျိုးနီးစပ်တွေနဲ့တက်တိကောင်းတဲ့လူတချို့လောက်ပဲရှိတော့တယ်တတိယရက်မှာအလောင်းကိုတချို့ပြီးတဲ့နောက်ပိုင်းမနုကြီး၆တာပူဆိုးလာတယ်နာရီမှာထိုင်စကားပြောတဲ့သူတွေနောက်ဝင်ထိုင်နေတာမြင်တဲ့သူတွေကမြင်တော့အော်ဘီကုံဝရုံးသုံးကဖြစ်ကုန်ရောအချို့တွေကလည်းအိမ်ရရန်နာမှာမနုကြီးရက်နေတာမြင်နေဆိုပြီးပြောကြတယ်အချို့အိမ်ကြီးချင်းတွေကလည်းညသကောင်ကြီးလမ်းဘက်ကနေတစ်ပြက်စီးချမ်းနဲ့လှဲသလိုအတန်ကြားတယ်ဆိုပြီးပရင်းပေါက်ဖွင့်ကြည့်လိုက်ရင်မနုကြီးကအိမ်ရှိမှာတစ်ပြက်စီးလှဲနေတာမြင်တယ်လို့ပြောတယ်အချို့ကြတော့လေညနေပဲရွာဆောင်ချောင်းနာကဖြတ်ရင်ရေစိတ်မှာထိုင်ငုံနေတဲ့မနုကြီးကိုတွေ့တယ်လို့ပြောကြတယ်မနုကြီးတရေချောက်တယ်ဆိုတဲ့တဲ့ရင်ကရွာထဲမှာတော်လေးကိုပြန့်သွားတာပေါ့အဲ့ဒီချိန်လေးမောင်တို့အုပ်စုကအတက်ဆန်းမှုကြံလာတယ်မနုကြီးရဲ့ရက်မလဲခင်မှာနာရီသွားဆောင်ရမယ်မိုးလင်းတဲ့ဒီနေရတဲ့သူကိုပတ်စံဘလောက်ပေးရမယ်ဆိုပြီးလောင်းကြတာဒါနဲ့ပဲလေးမောင်တို့တငယ်ချင်း၄ယောက်မနုကြီးရက်မလဲခင်ညမှာနာရီအိမ်သွားဆောင်ကြတယ်အဲ့ဒီညကနာရီလာဆောင်တာဆိုလို့သူတို့၄ယောက်ရဲ့မနုကြီးရဲ့ဦးကြီးရဲ့မနုကြီးတို့အိမ်ကအလုပ်သမား၃ယောက်ရဲ့ပဲရှိတာဘယ်မင်းမသားမှလာမဆောင်ရဲကြဘူးဒါနဲ့ည8 နာရီနောက်ပိုင်းမှာဇလန်းကစလာတယ်လေးမောင်ကဖေးရရင်အိမ်သာသွားကြံလာတာလောင်းထားတာဆိုတော့တငယ်ချင်းတွေကလည်းတေချာညစ်ပြီးမလိုက်ပေးကြဘူးဒါနဲ့မနေစားတဲ့ဦးကြီးကပဲလိုက်ပေးမယ်ဆိုပြီးလိုက်လာတယ်လေးမောင်အိမ်သာထဲဝင်ကလေးကကြောတဲ့စိတ်နှလုံးရှိပေမဲ့ဦးကြီးဖော်ရှိရဲဆိုတဲ့စိတ်နဲ့တိတ်တော်မတုံလှုပ်သူကိစ္စရှင်းနေတဲ့အချိန်အိမ်သာနောက်ကနေမင်းကလေးချင်းဆိုတဲ့အတန်ပြပြပြင်းထွက်လာတယ်ဒီအတန်ကိုလည်းသူသိတယ်လူကနေရင်နေကျင်တောင်းကိုထူပူသွားပြီးအကြောက်ကြောက်လန့်လန့်နဲ့ဦးကြီးခေါ်ကြည့်တော့အေးကွာငါရှိတယ်ငါတို့မကြောက်နဲ့ဦးလီတန်ကလည်းသိရဲဆိုတဲ့သဘောမျိုးဒါနဲ့သူလည်းစိတ်ထဲကနေကြိတ်ပြီးဖျားသားတွေရုံနေပေမဲ့ရောထွေးပြီးဘာတွေရုပ်လို့ရုံမိမှမသိဘူးအိမ်သားကထွက်လာတဲ့အထိကိုတချမ်းတန်ကကြားနေရတော့မယ်သူပြင်ရောက်တော့ဦးဝင်လာအောင်မကွာငါတို့တွားရင်တွားနေလို့ပြောပေမဲ့ကိုးလေတော့ကစောင့်ပေးတာတော့စောင့်ပေးမှကောင်းမယ်ဆိုပြီးဘေးကဆင်းအောင်မှလက်ဆေးနေတော့အိမ်သားဝင်မယ်ဆိုတဲ့ဦးကြီးကထဲမဝင်သေးပဲအပေါက်ဘေးမှာရက်နေတယ်ဒါနဲ့သူလည်းဘာများဖြစ်လို့ပါလဲဆိုပြီးကြည့်နေလိုက်တယ်အဲ့ဒီချိန်ဦးကြီးပြောလိုက်တာကကဲငါတို့မကဝင်มาဖြစ်လင်ဝင်ထ
ထွက်မှပြန်လဲထွက်လေဘဲနဲ့အပေါက်မှာကန့်လန့်ကြီးထိုင်နေတာတော့သူလဲရှင်နဲ့ထိတ်ကနေဖြစ်သွားပြီမဲ့ဦးကြီးငါ့ကိုစနေတာများလားဆိုပြီးမျက်လုံးပြူးကြီးနဲ့ကြည့်နေတော့အိမ်သားတွေကနေစပင်ကားလေလောင်တဲ့မိန်းမတယောက်ကိုယူကာယာကြီးပြေးထွက်သွားတာမြင်လိုက်တော့ပါဇက်ကတန်မထွက်ပဲပြေးသားနဲ့ဖြစ်သွားတယ်လူကလည်းတန်ပတ်ပေးလိုက်တယ်လို့လက်ထဲကရေခွက်ကြီးပြစ်ချပြီးပြေးတော့တာပဲသူစိတ်ထဲမှာတော့အကောင်ချစ်အော်နေမိပေမဲ့တကယ်ထွက်လာတဲ့အတန်ကအစာနေတယ်လို့တရင်အင်းနဲ့လေချောင်းနဲ့တင်တစ်နေတယ်ဖေဝိုင်းနဲ့ပြန်ရောက်တော့အခြားသူတွေကိုပြောပြလိုက်ပေမဲ့သူ့ကိုမယုံကြဘူးသူတို့မပြန်အောင်ဖျက်ချောက်တယ်ဆိုပြီးဘလို့မှမနေကြဘူးနောက်ထပ်ကြုံတာကလေးမောင်ရဲ့တငယ်ချင်းတွေကတယောက်ဖေရရင်မနုရဲ့အင်ကြီးလွားထားတဲ့ဂရင်စီလှမ်းကြည့်ပြီးတော့ဂရင်မောင်မှာဆက်ဆက်ရင်လဲနေတဲ့မနုကြီးကိုမြင်လိုက်တာရုပ်တရက်တော့သတိလက်လွတ်နဲ့အလောင်းပြင်ထားတယ်လို့ပဲတွေးလိုက်မိတာပြီးမှတေချာပြန်တွေးမိတာကအလောင်းကတကြိုပြီးပြီမဟုတ်ဘူးလားဆိုတဲ့အသိနဲ့တူမျက်လုံးကလက်ကနေဆိုဂရင်နေစီပြန်ရောက်တော့ဂရင်မောင်မှာရေရီဆူရွှဲနေတဲ့မိန်းမတယောက်သူတို့ဘက်ကိုကြောပြီးပြီးထိုင်နေတယ်အကြမှာတငယ်ချင်းကလက်ညှိုးကြီးထိုးပြီးဘလုံးမထွေးညံထားអော်ပါလေရောအခြားသူတွေလည်းအစကတော့လန့်သွားကြပြီမဲ့လက်ညှိုးထိုးတဲ့နေရာကိုကြည့်တော့ဘာမှမမြင်ကြဘူးဒီတစ်ခါလဲတသက်ထွင်လုံးထုတ်တယ်ဆိုပြီးဂယုမဆိုင်ကြပြန်ဘူးအခြားသူတွေဂယုမဆိုင်ပေမဲ့လေးမောင်ကတော့မြင်ထားတဲ့သူမလို့ရှုံးလို့တော့ရှိတယ်ဒီလိုနဲ့မီးဖြတ်တဲ့အချိန်ရောက်လာတယ်ရွာမှာကည10 နာရီဆိုမီးဖြတ်တယ်ဒါပေမဲ့သူတို့တွေးတာကမနူရီတို့အိမ်မှာမီးစက်ရှိရဲဆိုတော့တိတ်မှုစရာတော့မလိုဘူးပေါ့တကယ်လဲမီးပြတ်တာနဲ့မီးစက်နိုးတာတော့အဆင်ပြေတယ်ဒါနဲ့သူလဲငါတယောက်တည်းမဟုတ်ပါဘူးလေဆိုတဲ့စိတ်နဲ့ကြောက်တဲ့စိတ်ကိုမေးဖြောက်ထားပြီးတွေးပူစေးလေးတောက်လိုက်ဖဲလေးရိုက်လိုက်နဲ့လုံနေတော့တာပေါ့ဒါပေမဲ့ကန်ဆိုးကျွန်တော်ည7 ကျော်လောက်မှမီးစက်ကရပ်သွားတယ်တိမ်လုံးမှောင်ကျသွားတော့သူလဲစိတ်ထဲကြောက်တဲ့စိတ်ကပြန်တိုးလာတယ်လူသမား2 ယောက်ကအတင်းဆောင်ထားတဲ့ဖျောင်းနိုင်ကိုထွန်းပေးခဲ့ပြီးမီးစက်ကြည့်ဖို့ထသွားကြတယ်သူတို့အုပ်စုကတော့ကျန်တဲ့သူတွေနဲ့ထိုင်ပြီးကြံနေခဲ့တာပေါ့တအောင်နေတော့အလုသမား2 ယောက်မျက်နှာပြက်ပြက်နဲ့ပြန်လာတယ်။ဦးမီးစက်ကဘာဖြစ်မှန်းမသိဘူးနှိုးမရတော့ပြီးတော့မီးစက်နောက်ကအုပ်ပုံပေါ်မှာအမနုကြီးအဲ့ဒီချိန်မနုကြီးရဲ့အမိကဖျောင်းနိုင်မီကြီးကင်ပြီးထွက်လာတာမြင်တာနဲ့စကားစားကပြတ်သွားတယ်။အလုသမားလေးတွေစကားကြပြီးလေးမောင်လေးတယောက်မျက်နှာတယောက်ကြည့်ကြပြီ။ဒီချိန်မှာတော့အိမ်လည်းမပြန်ချင်းမီးစက်ကလည်းမရတော့သူတို့တွေလည်းအိတ်ကြမယ်ကွာဆိုပြီးလက်ကျန်သွေးပူစေးလေးအပြက်ပြက်မော့ပြီးနင်းအတွက်မီးမွေးချောင်းလေးကပ်ပြီးခွေးခွေးလေးသွားအိတ်နေကြတာဦးကြီးတို့ကလည်းတစ်ဖက်ကတောင်းမှကောင်းနေကြပြီးလဲနေကြပြီအဲ့လိုနဲ့ညနာတာရောတောက်ထားတဲ့အချိန်ရောကြောင်းလေးမောင်လည်းမျက်ခုံးနဲ့လေးလာပြီးမိကနေဖြစ်သွားတယ်သူအိပ်ပြုတ်ပြီးအနှင်းငယ်လောက်ကြာမှပဲသူ့ဘာကိုလန့်လို့လန့်မှန်းမသိလန့်နိုးလာတယ်မျက်လုံးဖွင့်ကြည့်တော့လဲမှောင်နေတာဆိုတော့ပြန်အိပ်မယ်ကွာဆိုပြီးပြန်အိပ်ဖို့ကြိုးစားတယ်သူမိကနေဖြစ်မယ်ရှိတော့သူတို့ခြေရင်နာမှာလာရက်နေတဲ့ခြေတံကိုကြားလိုက်တယ်ဒါနဲ့မျက်လုံးနဲ့ဖွင့်ကြည့်တော့မီးအောင်လဲလဲမြင်လိုက်တာနဲ့တဲရောက်ဖျောင်းနိုင်လာထုံးပေးတာပဲဆိုပြီးမျက်စိပြန်မှိတ်လိုက်တယ်ဒါပေမဲ့အတန်တခုနားထဲဝင်လာတယ်ရှည်ကြတန်လို့တော့တတောက်တောက်အတန်ပြီးတော့အနံ့တစ်ခုပါရလာတယ်ရှည်ပုံးနံ့လို့အနံ့မျိုးပြီးတော့သူ့ကိုလည်းတယောက်ယောက်ကကြည့်နေတယ်လို့မျိုးခံစားနေရတာမလို့သူ့တကိုယ်လုံးပူကနေနေအောင်ကိုချက်သိမ်းနေထလာတယ်ကြားရတဲ့အတန်ရနေတဲ့အနံ့နဲ့သူ့ခံစားချက်ကြီးပေါင်းလိုက်တော့သူ့အလိုလိုတိလိုက်တယ်ငါတို့နားတော့ရောက်နေပြီပေါ့ဒါပေမဲ့ဘာလို့လုံးရမယ်မှမသိဘူးအခြားသူတွေကလည်းအိပ်ပျော်နေလားနိုးနေလားမသိတော့သူလည်းဘာလို့ရမယ်မစင်စားတတ်တော့အဲ့လိုသူတယောက်တည်းစဉ်းစားရချက်နေတော့မှပဲရေကြောတန်ကရက်သွားတယ်ပြီးတော့ဘာသာမှမကြားရတော့ပဲတိတ်ဆိတ်သွားတယ်ဒါပေမဲ့သူ့စိတ်ထဲတော့တတ်တာမသွားသေးဘူးတကူကူလာတော့မယ်လို့ကြိုးသိနေတယ်လို့မျိုးပဲတကယ်လဲမှန်တယ်ရေကြောတန်ကသူတို့ခေါင်းရင်းဘက်ကနေပြန်ထွက်လာတယ်ပြီးတော့နင်တို့ဘာလို့လာလဲငါသိတယ်လို့သူတို့လေးပြောလာတဲ့မိန်းကလေးတန်ထွက်လာတယ်လေးမောင်ကမြချက်ချင်းထပြေးခြင်းလောင်းကြောက်သွားတယ်ဘေးမှာချားသူတွေရှိနေသေးတယ်ဆိုတဲ့အသည့်နဲ့သာသူ့မှာဖြေသိမ့်နေရတယ်ခဏနဲ့ရောအတန်ဆက်ထွက်လာတယ်သူတို့နာမည်တွေကိုတိုးတိုးလေးတလဲစီခေါ်နေတာပြီးတော့ဘယ်သူမှအိပ်ပျော်မသွားနဲ့နော်အိပ်ပျော်ရင်တိမ်မဆိုပြီးရဲကျဲကျဲနဲ့ပြောတယ်သူတကိုယ်လုံးချွေးမထွက်ပဲပူထုံနေပြီအဲ့ဒီတန်ကသူ့လိုကောင်းရင်ကနေဆက်ထွက်နေပြီး
နာမည်ခေါ်လိုက်မအိမ်နဲ့ပြောလိုက်နဲ့ဇက်တိုက်ကိုပြောနေတာအခြားသူတွေဘက်ကလည်းအသက်ရှူတဲ့နေပြင်းနေပြီဆိုတော့နိုးနေကြပြီဆိုတာသူသိသွားတော့နည်းနည်းအားတက်သွားတယ်အလိုတန်ကြားနေရတာတော်တော်လေးကြာပြီးတော့အတန်ကရက်သွားတယ်ရေကြတန်လည်းရက်သွားပြီးဘာမှမကြားရတော့ပြန်ပြီးတော့ဦးယူဘက်ကနေထလျှောက်လာတဲ့ခြေတံကြားရပြီးခြေတံကအစွန်မှာအိတ်တဲ့သူပြီးနာရက်သွားပြီးထိုင်ချလိုက်တယ်လို့လှုပ်ရှားတယ်မျိုးကြားလိုက်တယ်ငါတို့ထောက်သူကကြောပေးထားတာမလို့သူကြောကိုပုတ်ပုတ်ပြီးခေါ်တယ်အတန်ကဦးကြီးတန်ဆိုတော့သူလည်းအာကိုတကြီးနဲ့ဖြတ်ကနေလှည့်ကြည့်လိုက်တာမြင်လိုက်ရတာကစီမီကွက်ကြီးကင်ထားတဲ့ဖောင်းကားပြီးရေရီဆူရွှေနေတဲ့မနုကြီးသူ့ကိုမရေမပြုံးနဲ့ကြည့်ပြီးပါးစပ်ကအတန်မထွက်လှုပ်ယုံမဲ့လှုပ်ပြီးလာဆောင်လာဆိုမအိမ်နဲ့အိမ်ရင်တေးမယ်အဲ့ဒီချိန်သူပဲအမြင်မားလာတော့မသိဘူးပါးစပ်မှာအစိုးရတွေပါထွက်နေတယ်လို့မျိုးပဲမျက်လုံးတွေကအစ်ဖောင်းပြီးမျက်နှာကလည်းပြာပုတ်နေတာဖောင်းကားနေတော့မျက်နှာအစိပ်ပိုင်းတွေကလည်းသိချမပြီးပြန်တော့တကယ်ကိုကြောက်စရာကြီးသူကြောင်ပြီးကြည့်နေတဲ့အချိန်စက္ကန့်ပိုင်းလောက်မှာပဲမနုကြီးကလည်းသူ့ကိုမိတ်မတုံကြီးစိုက်ကြည့်နေတာသူလည်းခြေပြားလက်ပြားတွေအေးလာပြီးအော်ဟူကျိုးသွားတော့ဘလူးစင်းရင်ဖြစ်တယ်လို့လူကလှုပ်မရပဲဟူးဝါးတွေပဲအတန်ထွက်လာတယ်ဒါပေမဲ့ကံကောင်းသွားတာကမိုက်သေးတဲ့ဦးကြီးကသူ့အတန်ကြားပြီးသူတို့အိတ်နေတဲ့နာရောက်လာတယ်ဦးကြီးရောက်လာတော့မှအခြားသူတွေကလည်းထလာပြီးသူ့ကိုဝိုင်းထူကြပါးရီပုတ်ကြနဲ့ဖြစ်လာတာပြီးတော့သူတို့ခက်တာကိုပြောပြီးလောင်းထားတဲ့ကိစ္စအတွက်လည်းတောင်းပန်ကြတယ်ဦးကြီးကတော့နားလေတာပေါ့ဒါပေမဲ့မနုကြီးကတော့ကျေနပ်ဟန်မရှိသေးဘူးအိမ်ပေါင်သားကရေစီတွေကရေတွေကိုတပွန်းပွန်းနဲ့လှုပ်ပြီးကောက်ကောက်တန်ပေးလိုက်အနံပေးလိုက်နဲ့နောက်ဆုံးဦးကြီးနဲ့အလုပ်သမားတယောက်ကဓမီတလက်ယူပြီးလေးမောင်တို့တဲကတယောက်ရဲ့အနီးဆုံးအိမ်ကိုလိုက်ပို့ရတော့တာပဲနောက်ရက်ကျတော့ဖျားတဲ့သူကဖျားကြောက်ပြီးအသေးငယ်တဲ့သူကငယ်နေဖြစ်တော့တာပဲရက်လေပြီးတော့လေးမောင်တို့အုပ်စုမနုကြီးတို့အိမ်မှာသွားတောင်းမှန်ရသေးတယ်မဟုတ်ရင်လေးပြမလုံးကြောမလုံးနဲ့စိတ်နဲ့တင်ခြေဆင်းပြီးတော့မအေးရဲလို့ရလေမနုကြီးကလည်းတော်တော်ကြာတဲ့အထိကိုမကြွရှာဘူးအမေဖြစ်သူကိုအိမ်မက်ပေးလာတာကအမေတို့ကိုကျုပ်စိတ်မချဘူးဆိုပြီးအိမ်ဝင်းပေါက်မှာထိုင်ငိုနေတာတဲ့ညမောင်ရင်အဖို့မပါလို့ကတော့မနုကြီးတို့အင်းရှိကဖြတ်မလျှောက်ရဲဘူးရွာဆောင်ချောင်းမှာလဲတော်ရုံဘသူမှရေစင်မကူရဲဘူးနောက်ပိုင်းတော်တော်လေးကြာမှငြိမ်သွားတာထူကြပြီးလှုပ်ပေးတာမျိုးမရှိပဲမိဘတွေကတော့မနုကြီးအတွက်ရည်စူးပြီးလှူတာမျိုးအမျှဝေတာမျိုးကတော့အမြဲမပြတ်လှုပ်ပေးကြတာပေါ့မနုကြီးတယောက်ကျွတ်ချိန်တန်သွားလို့ပဲပြောရတော့မှာပေါ့အားလုံးပဲစုံးတီနာထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီဒီလိုမျိုးနောက်ထပ်ဖြစ်အမှန်တရေဇလန်တွေကိုဆက်လက်နားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ channel လေးကိုဆက်လက်အားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ